စုခရစ်တေခင်ဖြစ်တော်မူ၏အာမင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်မလို့ရန်ကုန်မြို့မှာရှိနေကြတဲ့ခရစ်တော်ခန္ဓာကိုယ်တင်တော်ထေခါကြီးကိုကြီးမများနဲ့နေရကယုံကြည်သူများအားလုံးကိုယေရှုခရစ်နာမနဲ့ခွန်ဆက်တာပါတယ်။ဟုတ်ပါတော့ဓမ္မကြားစာကျွန်ဖတ်ပါမယ်။ကပ္ပဦးကျမ်းခန်းကြီး1အငယ်1နဲ့2ကိုဖတ်ပါမယ်။အစာအုပ်၌ဘုရားခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။မြေကြီးသည်စင်တရမရှိလွတ်လပ်လာဖြစ်၏။နေရာရက်ကိုမောင်မိုက်ထုံလွင်၍ဘုရားငယ်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏နောက်တစ်ခုကတော့ရှမဿဲခရစ်ဝင်ကျမ်းခန်းကြီး6ငယ်30ကျွန်တော်ဖတ်ရအောင်နိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောဟုတ်ပါတော့ကောင်းချီးပေးတဲ့ဘုရားရှင်သားရဲ့ဘုန်းကြီးပါစေအာမင်ဒီကနေ့ညမှာကျွန်တော်တို့နိုင်ငံတော်တည်ထောင်ဖို့ဘုရားကကျွန်တော်တို့ဆုတောင်းထားခိုင်းတာဖြစ်တယ်။တမန်ကျမ်းစာကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဘုရားသခင်ဘက်ကကြည့်မယ်ဆိုရင်နိုင်ငံတော်တရားဟာအရင်ရှိကြပထမနိုင်ငံတော်တည်ထောင်ဖို့ဘုရားသခင်ရဲ့မဟာအကြံစီတော်ဟာနိုင်ငံတော်တည်ထောင်ဖို့ပဲဖြစ်တယ်။ဟာလေလုယာ။ကဲတင်ဖို့မဟုတ်ဘူးလူကိုဖန်ဆင်းတာကဲတင်ဖို့မဟုတ်ဘူးအုပ်စိုးသူဖြစ်ဖို့ဖြစ်တယ်အုပ်စိုးသူဆိုတာကနိုင်ငံတော်ထဲမှာနော်နိုင်ငံတော်တည်ထောင်ပြီးမှအဲ့ဒီနိုင်ငံတော်ကိုတည်တိုက်ခံမြဲအောင်အုပ်စိုးရဒါကြောင့်မလို့ဘုရားရှင်ရဲ့မူလရည်ရွယ်ချက်တည်ကဲတင်ခြင်းတရားမဟုတ်ဘူးနိုင်ငံတော်တရားဖြစ်တယ်ဟာလေလုယာအဲ့ဒီတော့တခင်ယေရှုကသူ့ရဲ့ဓမ္မတော်ကိုဆုတောင်းဖို့တင်ပေးတယ်နော်ဆုတောင်းဖို့တင်ပေးတဲ့အခါမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖာကိုယ်တော်၏နာမတော်ယုံကြည်လေးများခြင်းရှိပါစေသောအဲ့ဒီကလည်းစာခိုင်းကြတော့လူသားပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ကဲတင်ချင်းတို့ရောက်ဖို့ရဆုတောင်းထားကြပါလို့မမှားထားဘူးနိုင်ငံတော်တည်ထောင်ပါစေသော Thy kingdom come နိုင်ငံတော်လာခဲ့အဲ့ဒီလိုတောင်းခိုင်းတာကျွန်တော်မြန်မာနိုင်ငံမှာနော်သာသနာရောက်လာတာဟာနှစ်ပေါင်း200ကျော်ပြီ200နဲ့300ကြားရှိကျွန်တော်တို့ချင်းတောင်မှာသာသနာရောက်လာတာဟာနှစ်ပေါင်း100နဲ့200ကြားမှာရောက်ရှိနေပြီ။ကိုင်းကလာတိုင်းမှာဘာဆုတောင်းထားကြတယ်လဲဆိုတော့နိုင်ငံတော်တည်ထောင်ပါစေတော့အလိုတော်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်လို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့အဲ့ဒါပဲတစ်ချိန်လုံးတောင်းကြဆုတောင်းတယ်နော်ကိုင်းကလာတိုင်းမှာဆုတောင်းတယ်အဖြစ်တိုင်းမှာဆုတောင်းတယ်မိမဟာယဖွင့်တိုင်းမှာဆုတောင်းကြတောင်းတဲ့တိုင်းဘုရားရဲ့နှုတ်ကပတ်တော်ဟာရောက်လာတယ်။ဘာလို့ရောက်လာလဲ။နိုင်ငံတော်တရားနဲ့ရောက်လာတယ်။ဟာလေလုယာ။ဆိုတော့ဒီနိုင်ငံတော်တရားရောက်လာရဒီကနေ့ခရိယလောကမှာလက်ခံကြသလား။လက်မခံကြဘူး။ဒါလာခါနေတယ်။ကျောင်းပြတ်ဆိုလို့ရှိကားဆိုလို့ရှိကားဟိလာမရှိမာယုန်နေနော်တွင်ဘာယုန်တော့တွင်နေချက်ဒီနိုင်ငံတော်ဤဒီလာလူမျိုးတွေက
ကြီးကလာမှာအိုရမယ်ဟိုရမယ်တရားဆိုမှသူတို့ခြံထားပြီးမဟုတ်ဘူးယေရှုကိုယ်တိုင်ကတင်ပြတာနိုင်ငံတော်ပြည်ထောင်ပါစီတော့နော်နဘေနာဟုန်တုံကိုဆက်ဒီကမောဆိုတော့နိုင်ငံတော်လာခဲ့လို့ခေါ်ခိုင်းတာနော်ခေါ်ခိုင်းတဲ့ဟာဒီကလေးနှုတ်ကပတ်တော်အပြည့်ရောက်လာပြီဟာလေလုယာတာကိုလူတွေကလက်ခံသလားဆိုတော့ဒီကနေ့မှာနဲဒီဟာနဲ့ပတ်သက်ပြီးတော့ဖယားရဲ့ရည်ရွယ်ချက်ကလမ်းကြောင်းတစ်ခုရှိတယ်အကြောင်းနေဝင်ပြတဲ့ခါချင်းလေဖယားရဲ့ကျွန်တော်တို့ကိုခေါ်ဆောင်တဲ့လမ်းကြောင်းဟာလမ်းကြောင်းတစ်ခုရှိတယ်ပထမလမ်းကြောင်းကတော့ပါလေချစ်ချင်းမြတ်တာလမ်းကြောင်းဖြစ်တယ်ချစ်ချင်းမြတ်တာအဖြစ်ခေါ်ဆောင်တဲ့လမ်းကြောင်းဖြစ်တယ်ဒါကဘာနဲ့စလဲကရင်ချင်းတရားရွေးနှုတ်ကရင်ချင်းမြတ်တာဘုရားရှင်တိုင်းတပါးလေးတော့တားတော်အဲ့ဒီတားတော်ကိုပြင်စွတ်တော်ဒီတိုင်းအောင်လောကီတာတော်ကိုချစ်တယ်သူရဲ့တားတော်အဖြစ်လူတရားပါအပေငြိမ်ကိုသွားစေချင်လို့ကဲရင်တာဖြစ်တယ်နော်အဲ့ဒါချစ်ချင်းမြတ်တာလမ်းကြောင်းယေရှုတော်အဖြစ်ရွေးနှုတ်ကရင်ချင်းဒါလမ်းကြောင်းကိုဖြစ်တယ်အဲ့ဒါလည်းပြီးလားမပြီးဘူးဒုတိယလမ်းကြောင်းရှိတယ်အဲ့ဒီဒုတိယလမ်းကြောင်းမှာပါလေဆိုအစိုးရအုပ်ချုပ်ရေးလမ်းကြောင်းနိုင်ငံတော်လမ်းကြောင်းဖြစ်တယ်နော်နိုင်ငံတော်လမ်းကြောင်းကလည်းကျွန်တော်တို့ကိုခေါ်မြတ်တာလမ်းကြောင်းမှာတော့ခွလွတ်ခြင်းတွေချစ်ခြင်းတွေနဲ့ပြီးသွားပြီးတော့နိုင်ငံတော်လမ်းကြောင်းမှာတော့အုပ်ချုပ်ရေးရှင်ဥပဒေနော်အခြေခံဥပဒေရှင်ဥပဒေနဲ့ဖယားခင်ကကျွန်တော်တို့ကိုခေါ်ဆောင်သွားတဲ့လမ်းကြောင်းရှိတယ်ဆိုတော့ဒါကြောင့်ချစ်ချင်းနဲ့လမ်းကြောင်းမှာကျွန်တော်တို့ကယ်တင်ခြင်းတရားနဲ့ဓမ္မတရားကိုကျွန်တော်တို့တက်တည်ခံသွားတယ်ဝိညာဉ်တက်တည်ခံကြတယ်အဲ့ဒါကချစ်ချင်းနဲ့လမ်းကြောင်းဖြစ်ပြီးတော့ဒီကနေ့ဥပဒေနော်ရှင်ရင်ရှိကဥပဒေခံကြတယ်အုပ်ချုပ်ရေးလမ်းကြောင်းဘုရားခင်နိုင်ငံတော်အတွက်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုကျွန်တော်ခွဲခြားပြီးတော့တည်မြဲတတ်ဖို့အမှန်အရေးကြီးတယ်ဆိုတော့ဒီကမ္ဘာ့ကျမ်းခန်းကြီးတဲ့ငယ်တိတ်ကိုကျွန်တော်ပြောတယ်အစာအုံးနိုင်ဖရာတကယ်ဒီပြောချင်ကောင်းကင်နဲ့ယေကြီးကိုဖတ်ရှင်းတော်မူ complete sentence နော်အဲ့ဒါပြည့်စုံပြီးသားဖြစ်ဆိုတော့ကောင်းကင်ပြည့်စုံတယ်ယေကြီးလည်းပြည့်စုံဖတ်ရှင်းတော်မူဆိုကြတဲ့ကကောင်းကင်ဟာဘုံတရံရှိပြီးသားဖြစ်တယ်။မြေကြီးလည်းဘုံတရံရှိပြီးသားဖြစ်တယ်။ဆိုတော့အဲ့ဒီမှာအပိုင်ငယ်နဲ့ကိုချုပ်တဲ့ခါကျတော့မြေကြီးဒီအစင်တရံမရှိလွတ်လပ်လာဖြစ်၏နည်းနည်းတော့ရကိုမောင်မိုက်ကဖုံးလုံးတယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာဘုရားကြီးရဲ့ဖန်ဆင်းခြင်းပြီးဆိုတဲ့နော်ကောင်းကင်ရဲ့မြေကြီးကိုဘယ်တော့ဖြစ်စေလိုက်တယ်လဲဆိုတော့ဘုရားကြီးရဲ့ရန်သူဖြစ်တဲ့လူစီဖာစာဒန်ကဖြစ်စေသွားတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားကကဘာဦးကျမ်းခန်းကြည့်တဲ့ငယ်နဲ့ဆက်လက်ချောင်းမှာတဖန်ငါတို့ပုံတရနဲ့တညီတရံဒီလူကိုဖန်ဆင်းကြစို့အဲ့ဒါဘုရားခန်းနော်ဘုရားကြီးရဲ့ညီလာခံခမဲတော်သားတော်တရှင်တော်ဝိညာဉ်တော်သုံးပါးတစ်ပါးဘုရားရဲ့ညီလာခံအဲ့ဒီညီလာခံရဲ့အကျဉ်းသားမှာထွက်လာတာကဘာတွေ့လဲလူစီဖာ
လူစီဖာတင်းပိုက်သွားတဲ့မြေကြီးကိုပြန်မရယူဖို့ဖြစ်တယ်တရားပြဆုံးဆုံးသွားတဲ့လက်လိုက်ရတယ်ဖျားခင်နော်ရှိရွယ်ချက်မိုင်အဲ့ဒီရှိရွယ်ချက်ကစာတန်ကြောင့်ပြူလဲသွားတဲ့အတွက်ကြောင့်အဲ့ဒီပြူလဲဆုံးဆုံးလိုက်ရတဲ့မြေကြီးကိုပြန်အရယူဖို့အဲ့တော့ကိုပြန်ရယူဖို့ရဘုရားသခင်ကဤလာခံခေါ်လိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒီလိုဤလာခံခေါ်ပြီးတော့ဒီအကျဉ်းသားကိုသူတင်လိုက်တော့သဘောတူညီချက်ရတဲ့အခါမှာဒီဟာကမြေကြီးကိုပြန်ပြီးတော့ထိန်းချုပ်နော်ရယူဖို့ဒီကနေ့ကျွန်တော်မြန်မာနိုင်ငံမှာတော်တော်လေးကိုခေတ်စားတဲ့စကားလုံးရှိတယ်။ဘာလဲဆိုထိန်းချုပ်နေပြီဆိုတဲ့ဟာဟုတ်လားအဲ့ဒါငါတို့ထိန်းချုပ်နေပြီဟိုငါတို့ဒီဟာငါတို့ထိန်းချုပ်နေပြီဆိုတော့ဒါကိုခေတ်စားတယ်နော်စာတန်ကမြေကြီးတို့ရဲ့ထိန်းချုပ်နေပြီပိုင်ဆိုင်ထားတာဆိုတော့အဲ့ဒါကိုဘုရားခင်ကပြန်ရယူတဲ့အခါမှာဘာလို့မလဲဆိုတော့အဲ့ဒီအခန်းကြီး1အငယ်20နဲ့6မှာပဲဆက်ပြီးတော့ဖတ်ကြည့်သူဒီဆိုတဲ့စကားလုံးရှိသူဒီဆိုတာသူပုံတရာနဲ့ညင်ဖန်ဆင်းလိုက်တဲ့လူသားဖြစ်တယ်အဲ့ဒီလူသားသူဒီဆိုတော့အဲ့ဒီလူသားကတဲ့ပင်လယ်ငါးတော့ကိုလည်းကောင်းရေမျက်နှာပြေမှာအေလိယာရှိအဲ့ဒီပင်လယ်ရေအကုန်လုံးကိုထိန်းချုပ်နံပါတ်1မောကောကငတ်တော့ကိုလည်းကောင်းအဲ့ဒါရေအလေးဟာဖြစ်တယ်နော်ဒီကလေးကိချက်ခါမှာတော်တော်ကလေးတောင်းပေါ်မှာဘာကြောင့်ချတယ်လဲဆိုတော့လီကြောင့်ရဆိုတဲ့စကားလုံးရှိတယ်နော်ဒါလေဟာဖြစ်တယ်လေဟာဆိုတာတစ်ဖက်ကမောကောင်းခင်ပေါ့အဲ့ဒါလည်းပဲအားလုံးထိတ်ချွာနံပါတ်2နံပါတ်3အိမ်မှာရှိတဲ့အိမ်ဝတ်တဲ့ဆာတော့မှာရှိတဲ့တာရဲ့ဒီအားလုံးကိုယ်မြေပေါ်မှာချက်စားနေတဲ့တော်တတ်တဲ့တရိษံအားလုံးတို့ကိုလကားဆိုတော့ကိုယ်မြေပြင်အားလုံးကိုလည်းပဲထိချွာမယ်ဆိုတော့ဖယားကရဲ့စကလုံးကိုကြည့်ပါနော်ဖယားစကားတဲ့ပင်လယ်ကရေမျက်နှာပြင်နဲ့မိုးကောင်းကင်နဲ့လေဟာပြင်တော့ဘုံမျိုးပေါ်မှာရှိတဲ့တတ္တဝါအပေါင်းဆိုတာကုန်းနော်မြေမျက်နှာပြင်အဲ့ဒီအားလုံးအုပ်စုရှိဆိုပြီးတော့ဖယားတော့ဘာတော့မှရှိတယ်ဒီကိုညီမတို့နော်ဒီဟာကဖယားရဲ့နဂိုမူလအကျဉ်းအစီကြီးရွယ်ချက်ဖြစ်တယ်ဆိုတော့ဒီဟာကအောင်မြင်သလားဆိုတော့ကဘာဝကြခန်းကြီးတုံရောက်တဲ့အခါမှာသူရည်ရွယ်ပြီးတော့ဖန်ဆင်းလိုက်တဲ့လူကိုယ်တိုင်ကစာရန်ကိုမအောင်မြင်တဲ့အပြင်စာရန်ရဲ့ထိန်းချုပ်ချက်ကိုခံရတဲ့အခါမှာအခုခေတ်စကားနဲ့ပြောမှဆိုရင်တော့အဲ့ဒီလူဟာစစ်တော့ပန်းဖြစ်သွားတယ်စာရန်လက်ထက်ကရောက်သွားတယ်ဒါကြောင့်စာရန်လက်ထက်ကရောက်သွားတဲ့ဒီလူနော်ဒီလူဟာဖယားခင်ရဲ့ရည်ရွယ်ချက်ပါဆိုရင်တော့
ဆိုးသူကရည်ရွယ်ပြီးတော့ဖန်ဆင်းလိုက်တာတို့ရဲ့နိုင်ငံကိုတည်ထောင်ဖို့ဖြစ်တယ်တို့တော်လည်းပဲဒီလူဟာကြဆုံးသွားတဲ့အတွက်ကြောင့်ပထမမြေကြီးလေဆုံးလိုက်ရဒုတိယတို့ဘုံတရံနဲ့ညီဖန်ဆင်းပြီးတော့အုပ်ဆိုးသူအတွက်ရည်ရွယ်ထားတဲ့လူသားလည်းပဲဆုံးလိုက်ရတယ်အခုစလုံးဆုံးလိုက်တဲ့အခါတဲ့တွေ့ကြောင့်ဖယားခင်ဒီမြေကြီးရောလူသားရောတကယ်ပဲအဆုံးခံမလားကျွန်တော်တို့ရှောက်လိုက်မလားအဆုံးခံမလားဆိုတဲ့အခါမှာဖယားခင်သားတော်ယေရှုခရစ်ကငါသွားမယ်ဒီမြေကြီးရောပြီးတော့ဒီလူသားရောပြန်ပြီးတော့ရယူဖို့အတွက်ငါမြေကြီးပေါ်ဆင်းမယ်ဆိုတော့သူ့တဘောနဲ့သူဖိလိပ္ပိဩဝါဒစာအခန်းကြီးနဲ့အငယ်9ရဲ့ဖတ်သွားရင်အမလုံထုံးတဲ့ခဗီယတဲ့ခအပတ်တိဟာဤဘာချင်စီနာဗီယတဲ့အဇာတဲ့လာဟုတ်တယ်အလုံးကိုသူ့တော်ရဲ့သူအကုန်လုံးဆွတ်ထားခဲ့ပြီးတော့လူစားတဲ့ခံပြီးတော့မြေကြီးပေါ်မှာကျော်ဆင်းလာတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကဖယားတကယ်ရဲ့အရေးပေါ်စီမံကိန်းဖယားတကယ်ရဲ့မူလစီမံကိန်းကတော့လူကိုအုပ်ဆိုးသူအတွက်ဖြစ်တယ်ဒါပေမဲ့ဖယားတကယ်ရဲ့အရေးပေါ်စီမံကိန်းဟာတားတော်အဖြစ်ရွေးနှုတ်ကယ်တင်ခြင်းလုံဆောင်ဖို့အတွက်ဖြစ်တယ်ဒါကြောင့်ကယ်တင်ခြင်းတရားဆိုတာဖယားတကယ်တဲ့အတွက်ဆိုမူလကြီးရဲ့ချက်မဟုတ်ပဲနဲ့အရေးပေါ်စီမံကိန်းဖြစ်သွားတယ်လူကိုပြန်ကယ်တင်မယ်လူကိုကယ်တင်မယ်ကယ်တင်ပြီးတော့ဒီလူအဖြစ်မြေကြီးကိုပြန်သိမ်းပိုက်ပြီးတော့မြေကြီးပေါ်မှာတွေ့ရတဲ့နိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်ဟာလေလုယာကဲအဲ့ဒီတော့ယေရှုကတကယ်လူသားအနေနဲ့လူစားတိခန္ဓာပြီးတော့တမန်တော်တွေကိုရွေးကောက်ပြီးတော့တမန်တော်တွေကိုခေါ်ပြီးတော့တောင်းပေါ်မှာဆုတောင်းဖို့တွင်တင်ပေးတယ်နိုင်ငံတော်တည်ထောင်ပါစေတော့နိုင်ငံတော်တည်ထောင်ဖို့လို့လေဘုရားရဲ့မူလရွေးချက်တာနိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်နိုင်ငံတော်တည်ထောင်ပါစေတော့အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့ဆိုတော့အဲ့ဒီမှာဟုတ်ပါဦးချမ်းခါကြည့်တဲ့ကဲ့တဲ့ကအစာဝနာဘုရားကလေးကောင်းကင်တဲ့မြေကြီးကိုရှင်းတော်မူ၏ဆိုတာဘာအတွက်ကောင်းကင်ဖန်ဆင်းတယ်လဲဘာအတွက်မြေကြီးကိုဘုရားခင်ဖန်ဆင်းတယ်လဲအုပ်စုဖို့တဲ့ဖြစ်တယ်ဟာလေလုယာအဲ့ဒီတော့ကောင်းကင်နိုင်ငံတော်မှာသူရဲ့နိုင်ငံတော်တည်ထောင်တယ်သူရဲ့နိုင်ငံတော်တည်ထောင်ပြီးတော့သူအလိုတော်ဟာကောင်းကင်ဘုံမှာအပြည့်အဝရှင်းတုံးတယ်လို့ပဲမြေကြီးပေါ်မှာလေသူရဲ့အလိုတော်အပြည့်အဝရှင်းတုံးဖို့ဖယားရှင်ရဲ့စီမံကိန်းဖြစ်တယ်ဟာလေလုယာဆိုရမှာဖယားရှင်ကဘာတော့ကောင်းကင်ဖန်ဆင်းတယ်တို့နိုင်ငံတော်တည်ထောင်ဖို့ဘာတော့မြေကြီးဖန်ဆင်းတယ်တို့ရဲ့နိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်ဆိုရင်အနေနဲ့ကျွန်တော်တက်တာပါနော်ဝိညာဉ်တော်အပြင်ကျွန်တော်ခံစားတယ်အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့လို့ဆုတောင်းထားကြပါဆိုရကျွန်တော်တက်တာရှင်ချင်းတဲ့ဟာကျွန်တော်သဘောပေါက်တယ်ဝေမျှတက်တိခံချင်အခုနပြောတဲ့ချင်းရဲ့လမ်းကြောင်းနဲ့ဘုရားခင်ကလူသားတွေကို
ဥဆောင်ပြီးတော့လမ်းပြခေါ်ဆောင်တယ်လို့ပဲနိုင်ငံတော်အစိုးရလမ်းကြောင်းနဲ့ခေါ်ဆောင်နေတယ်ဆိုတာကျွန်တော်ခံစားတယ်အဲ့ဒီမှာဒါဆိုရင်ပြန်မလဲကောင်းကင်ဘုံမှာဖယားတကယ်ကသူ့ရဲ့နိုင်ငံတော်ကိုတည်ထောင်တယ်ဟာလေလုယာအဲ့ဒီတည်ထောင်ပါနဲ့တည်ထောင်တယ်လေဆိုတော့ဖယားဒီနာဝိညာဉ်ဖြစ်တော်မူ၏ကိုယ်ကိုသူတို့ဒီနာဝိညာဉ်ကအဖြစ်၎င်းတစ္ဆာအဖြစ်၎င်းကိုယ်ကိုရဖယားရဲ့ကောင်းကင်မှာနိုင်ငံတော်တွေ့နိုင်ငံတော်ကိုတည်ထောင်တဲ့အခါမှာဖယားကဝိညာဉ်တော်ဖြစ်တယ်ဒါဆိုဒီနိုင်ငံတော်ကိုဘယ်လိုတည်ထောင်တယ်လဲသူဝိညာဉ်တော်ဖြစ်တယ်လို့ပဲသူအတော်ပြုပြီးတော့အစိခံမဲ့နော်အတော်ပြုအစိခံမဲ့ကောင်းကင်တမန်များဝိညာဉ်မျိုးစားနဲ့သူဖန်ဆင်းထားတယ်ကျွန်တော်တွေ့ရတယ်အဲ့တော့ကောင်းကင်တမန်များအဖြစ်ကောင်းကင်မှာသူ့ရဲ့နိုင်ငံတော်ဘယ်လိုသူကဖွဲ့စည်းတည်ထောင်တယ်လေဆိုရင်ဒီကောင်းကင်မှာအမျိုးစားအထက်ကမမျိုးဖြစ်နာမတဲ့လူစီဖာဖြစ်တယ်လူစီဖာဟာ morning star လို့ခေါ်တယ်မိုးတော့ကြီးဆိုတော့အလင်းနော်အလင်းဆောင်တယ်အလင်းဆိုတာပါလေအရာခတိတ်ပေါ်လို့ထင်ရှားဖို့ဖြစ်တယ်အရာခတိတ်ပေါ်လို့ထင်ရှားခြင်းကပါလေဘုံလို့အချင်းဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒီလူစီဖာဒီလူစီဖာကိုပါလို့သူကဒီပုံအလင်းကိုဆိုဖယားတကယ်ရဲ့ပုံတော်ရောင်ချီထုတ်လို့ထုတ်ဖြစ်တယ်နော်ဖယားရဲ့ပုံကိုဒီလူအဖြစ်ထင်ရှားဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်တာတိနာမနဲ့မှာအဲ့ဒီလူစီဖာရဲ့ကြောင့်ကဇီဇကျေလာနာကတိချာခါကျတဲ့ဆက်ရှိအငယ်73ဆယ်နဲ့73မှာလည်းကျွန်တော်ဖတ်တော့တွေ့ရတယ်တိုးတော်လေးပဲသူဖောက်ပြန်ခြင်းကတော့ဟိမိရှာယနာကတိချာခန်းချစ်ဆက်လေးငယ်ဆက်နဲ့ဆက်လေးမှာဒါပုံကချင်းဆိုတာပေါ်ပေါက်လာတာဖြစ်တယ်နာမနဲ့ကတော့ဒါမိခေလာမိုက်ကယ်ဆိုတာဘုသူလေးကောင်းကင်ကဘာမျိုးစားတဲ့ကမိခေလာကိုတရားသခင်ဖန်ဆင်းတာကောင်းကင်မှာတွေ့ရဲ့နေကတော့ထောင်ပေးမှာဒီမိုက်ကယ်ကိုသူပါတော်ဝင်ပေးတယ်လေဆိုတော့ကာကွယ်ရေးတော်ဝင်ပေးတာကာကွယ်ရေးဝင်ကြီးဌာနဖြစ်တယ်ဒါပြလို့လေဘုရားရှင်ရဲ့ရန်သူတမယကိုအပြည့်စီတိုက်ထုတ်ပေးဖို့ဖြစ်တယ်ဟာလေလုယာစစ်ဖို့ဖြစ်တယ်နော်အရာသခင်ရဲ့စစ်ဖို့ချုပ်ပြီးဖြစ်တယ်ကောင်းကင်နိုင်ငံတော်မှာကာကွယ်ရေးဝင်ကြီးဌာနရှိတယ်အရာသခင်အတွက်ကာကွယ်ရေးဝင်ကြီးဌာနကောင်းကင်တမန်များဦးဆောင်ပြီးတော့စစ်တိုက်ဖို့ရတဲ့အတွက်မိုက်ကယ်မစ်ခေလာကိုဖယားကခန့်ဖြစ်တယ်ဆိုတော့ကျွန်တော်တဘောပေါက်အဲ့ဒါကျွန်တော်ကြည့်မယ်ဆိုရင်ယူဒဩဝါဒစာခန်းကြီးတင်ငယ်ကိုဗျာတိကျခန်းကြီး7ငယ်ကိုနေစစ်တိုက်လေဆိုတာဖယားတဲ့ဘက်ကသူကသူ့ရဲ့ကောင်းကင်တမန်များနဲ့သူစစ်တိုက်တော့တွေ့ရနောက်နံပါတ်4ကကာဗီလာဂေဘရယ်ဆိုတဲ့ကာဗီလာကပါတော်ပေးထားတယ်လေဆိုတော့ဖယားတကယ်ပေါ်ပြလို့တဲ့ဂျင်းနာလို့တဲ့နော်ပြောကြလို့တဲ့အရာဟိုတမျှကိုကြားပြောဖို့ရတာဝန်ပေးထားတယ်ကာဗီလာဖြစ်တယ်ဒါရုပ်မြင်တန်ကြဌာနဖြစ်တယ်နော်တတိယနဲ့ပြန်ကြားရေးဌာနဖယားရှင်ကဒီဌာနအတွက်ကာဗီလာကိုခန့်ထားဖြစ်တယ်ကာဗီလာကမြင်လာပြီးတော့တတိယစကားကြားပြောတယ်ဆိုတာကျွန်တော်တို့ရှင်လောကပြုံးကြခန်းจิตတစ်ဆက်ကုန်
တွေ့ရဟုတ်ပြီသားဌာနတစ်ခုဝိကြီးဌာနတစ်ခုဖြစ်နောက်တစ်ခါသုံးခုမြောက်ပါဘယ်လိုတွေ့ရတယ်လဲဆိုတော့လေးခုမြောက်နော်လေးခုမြောက်ပါနော်ခေရဘင်ခေရုဘိန်တွေကကောင်းကင်ကမှမျိုးစားခေရုဘိန်တွေကဘာလုပ်တယ်လဲဆိုရင်ဘုရားခင်အဝင်ပေးထားတယ်တို့ရဲ့ဥယျာဉ်တော်တွေနော်တို့ရဲ့အိမ်တော်တွေတို့ရဲ့ပစ္စည်းတွေအားလုံးကိုစောင့်ရှောက်ဖြစ်တာကြောင့်မလို့ဒီခေရုဘိန်တွေကကောင်းကင်နိုင်ငံတော်မှာဘုရားခင်အတွက်လူချုံရတာဝန်ကိုအပြည့်အဝယူပြီးပြည်သေးရဝင်ကြီးတခုဖြစ်တယ်နော်ပြည်သေးရဝင်ကြီးဌာနအနေနဲ့သူတို့ဒီဘုရားခင်ဥယျာဉ်တော်တွေဘုရားခင်ရဲ့အမွေနဲ့ဒီဘုရားခင်ရဲ့ပစ္စည်းဥစ္စာတွေအားလုံးကိုလူချုံနဲ့စောင့်ထိပြီးလုံခြုံရေးတာဝန်ယူပြီးတရားရဖြစ်တယ်ပြည်သေးရဝင်ကြီးဌာနအနေနဲ့ဘုရားကဖွဲ့စည်းထားတယ်ကြောင့်ကဘာဦးကျမ်းခန်းကြီး3နော်အငယ်24တွေ့ရတယ်ဟုတ်ပြီဒါနောက်ဆုံးကောင်းကင်တမန်ဖွဲ့ရှိတယ်ဘယ်သူတွေလဲဆယ်ဖီဆိုတဲ့ကောင်းကင်တမန်တရကောင်းကင်တမန်တရတ်ဒီဘာလို့တလဲဆိုတော့ဖယားအင်အမြဲတမ်းချီးမွမ်းကြတယ်ထောမနာပြုကြတယ်ဟာလေလုယာholy holy holy ဖယားကတရှင်တဲ့အတွက်ကြောင့်တရှင်ဆိုပြီးတော့မြဲနော်ဒီချင်းဆိုကြတယ်သူတို့ဒီအနုပညာပေးနော်အနုပညာဖွဲ့နေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒီချင်းဆိုကြတယ်ရုပ်ရှင်တဲ့အနုပညာတွေဟာလားအဖွဲ့တွေတို့ဆိုတော့ဖယားကကောင်းကင်နိုင်ငံတို့ရဲ့နိုင်ငံကိုဒီထောင်ပြီးတော့တို့ရဲ့အလိုတော်ကောင်းကင်တမန်များအားဖြင့်ဒီပြည့်စုံတို့ဟာဖော်ဆောင်နေတယ်လူဆောင်နေတယ်ဖယားရလို့ကောင်းကင်ဘုံမှာပြည့်စုံတယ်ဟာလေလုယာအဲဒီလိုပြည့်စုံတယ်လို့ပဲဖယားရလို့တော့ဒီကြီးပေါ်မှာလေပြည့်စုံဖို့အတွက်ကျွန်တော်တို့လက်ထတကယ်ပဲဒီကြီးပေါ်မှာဥပယာရီကောင်းကင်နိုင်ငံမှာကောင်းကင်သမားများအဖြစ်ဖယားနေတာတို့ရခွတ်အားအပြည့်အဝအတုံးပြုတ်ပြီးတော့နော်တို့လူတော်ကုန်လုံးပြည့်စုံစေတယ်လို့ပဲယနေ့မြေကြီးပေါ်မှာလည်းဖျားဖြစ်တီးထောင်ခြင်းဟာလေလုယာအဲဒီလိုထောင်ဖို့အတွေ့လူဖန်ဆင်းထားတာဖြစ်တယ်ဒါပေမဲ့ဒီလိုအဖြစ်ဖြစ်ခင်ကတို့နိုင်ငံတော်မြေကြီးပေါ်မှာမတီးထောင်ခြင်းကလေးမှာစာရဏဖြည့်ချီသွားတဲ့အတွက်ကြောင့်ပြန်လေရယူဖို့အတွက်တရားဖြစ်ကောင်းကင်တော်မြေကြီးပေါ်မှာဘုရားသခင်ကဒီထောင်ဖို့ရန်အတွက်သူ့ရဲ့သားတပါးတိတော်သားတော်ယေရှုခရစ်ကိုစီလွှတ်ပြီးတော့ယေရှုခရစ်တော်အဖြစ်ဒီဘက်မှာရွေးကောက်ကြတဲ့ချင်းမြေတားနာကြောင်းနဲ့အပြည့်စီလုံဆောင်တယ်လို့ပဲတစ်ဖက်မှာအခုအာဏာနဲ့ရှင်ရဥပဒေအဖြစ်တို့ရဲ့နိုင်ငံတော်ကောင်းကင်နိုင်ငံတော်ကိုတည်ထောင်ဖို့ရန်ဖျက်ခြင်းလိုအပ်တယ်အချမ်းစီမဟာစီမံကိန်းရှိတဲ့အတွက်ကြောင့်ယေရှုခရစ်ကတို့ရဲ့တမန်တော်တွေကိုဒီလိုဆုတောင်းထားကြပါနိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်၌လည်းပြည့်စုံပါစေတော်လို့ဆုတောင်းထားကြပါလို့ထားထားကြတာဖြစ်တယ်
ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့တည်ဆောင်တဲ့ဧဝံဂေလိတရားသည်တစ်ဖက်မှာချစ်ချင်းမြတ်တာဒါကြောင့်ဖြစ်တဲ့ကယ်တင်ခြင်းတရားဓမ္မတရားနဲ့တစ်ဖက်မှာဘုရားရဲ့နိုင်ငံတော်အတွက်ခြေခံဥပဒေရှိမြင်ရှိကားရဖြစ်နိုင်ငံတော်ကိုတည်ထောင်ဖို့ဖြစ်တယ်ဆိုတာကိုဒီကနေ့ညဝိညာဉ်တည်ခံခြင်းဖြစ်တယ်နှုတ်ပတ်တော်ကောင်းချီးပေးတဲ့ဘုရားရှင်တာရုပ်ဘုန်းကြီးပါစေယေရှုခရစ်ရဲ့ဖြစ်တော်မူ၏